Hello အားလုံးပဲမင်္ဂလာပါရှင်ချင်းမိတ်ဆွေတငယ်ချင်းများအားလုံးစိတ်ကြမ်းကြကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေဒါလေးကတော့ဒီနေ့ဝန်ထမ်းစာပို့ပြတဲ့ဟာလေးပေါ့နော်ဒါလေးကတော့မြစ်တုပ်ကလေးဖြစ်ပါတယ်မြစ်တုပ်ထဲမှာပါလဲဆိုရင်နှမ်းတောင်လေးပါတယ်ပွားမြေပဲလော်လေးဖြူပေးထားရပေါ့နော်ပြီးရင်တော့စားရယ်ချုံဟင်းချုံမုံလေးရယ်ပြီးရင်ချစ်သွန်နီစီချက်ချက်ထားတာပါမယ်နောက်ထပ်ပဲအကြမ်းမုံပေါ့နော်အဲ့ဒါလေးပါတယ်အဲ့ဒါလေးတုပ်ပြီးထားပါတယ်ရှင်ညာမှာတုတ်တယ်လို့တော့မြစ်ကချုံနေဘူးပေါ့နော်ရန်ကုန်ကမြစ်တရားကြတော့လက်ဆက်နေရမဟုတ်တော့ကြတော့နည်းလေးချင်းတဲ့ဘက်ကိုတော့သူကအချင်းစိန်ထားလာတော့မသိအားကြောင့်လို့နည်းနည်းလေးချင်းလုံးမလို့သူကအချင်းလေးနဲ့လိုက်အောင်ဆိုရုပ်သီးလေးနည်းနည်းပါညှက်ပေးထားပါတယ်ဒါလေးကဝန်ထမ်းစာလေးအရင်ဟင်းလေးပို့မှာပေါ့နော်ဒီဘက်ကတော့ကြက်အသေးအမြင့်ကြက်သေးမြင့်ကိုဒါငရုတ်ပွားနဲ့ချက်ပေးထားတာပါရှင်အချိုလေးပါကြက်သေးမြင့်ကိုငရုတ်ပွားလေးနဲ့အချိုလေးကြော်ပေးထားပါတယ်ကြော်ချက်ကလေးပေါ့နော်ဒီဘက်ကတော့ငပိရီတို့စရာပါဒါလေးကတော့တို့စရာသခွားသီးနဲ့ခင်းသီးပေါ့နော်ဒီဘက်ကတော့ငပိရီလေးပါရှင်ဒီနေ့ကတော့ရုပ်သီးကြက်မုံလေးနဲ့ချိုးပေးထားပါတယ်ဒါလေးကတော့ထမင်းဖြူလေးပါရှင်ဟုတ်ကဲ့အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်